ဤကဘာတွင်လူသားများသည်ဦးနှောက်မပါဘဲအိတ်ဆက်ကြရသည်လူတဦးသည်သူ၏ဦးနှောက်ကိုထုတ်ယူကာပကံလုံးတစ်လုံးတည်းသို့ထည့်ပြီးနောက်လဲလျောင်းအိတ်ဆက်နေ၏ထိုစဉ်ရုတ်တရက်ဆိုသလိုဇွန်ဘီတကောင်သည်တရင်ပေါက်မှတစ်ဆင့်ကြော်တက်လာပြီးဦးနှောက်ကိုလာရောက်သိမ်းယူလေသည်သူ၏အိမ်မှာပြေးလည်နေတဲ့ထင်ဇွန်ဘီသည်ထိုဦးနှောက်ကိုသူ့အိတ်ကပ်ထဲသို့ထိုးထည့်လိုက်ပြီးနောက်လူသားအားအကျွေစိတ်အနေငယ်ပေးခဲ့သည်ထို့နောက်ဦးနှောက်များကိုပေးအေထံကောင်းငင်ဘုံသို့ပြန်တန်းသွားလေသည်အိမ်ပြန်ရောက်သည့်အခါတွင်မူသူ၏အိတ်ကပ်ထဲရှိဦးနှောက်ကိုပေးအပ်ရန်မေ့လျော့ခဲ့ကြောင်းဇွန်ဘီကသိလိုက်ရသည်သူသည်အလန့်တကြားဖြစ်ကထိုဦးနှောက်ကိုဖုံးကွယ်ရန်အတွက်သူ၏ခေါင်းပေါ်တွင်တင်ထားလိုက်၏ချက်ချင်းဆိုသလိုပင်သူ၏အယောင်အသွေးမဲ့သောကဘာကြီးသည်တောက်ပါသောအယောင်အသွေးများဖြင့်ပွင့်လန်းလာသည်သူသည်ဝေကွဲမြောက်ထင်နေစဉ်တာမန်ကောင်လေးတယောက်ဟုထင်ရသူကိုမြင်လိုက်ရတော့လေဦးနှောက်ကိုပြန်ချလိုက်သည့်အခါတွင်မူထိုကောင်လေးမှာအိပ်ပျော်နေုံတတ်ထိချောင်းသိလိုက်ရသည်ဇွန်ဘီသည်ကြောင်းလာတကြိုင်ဖြင့်သူ့အိမ်ထဲတွင်သူအောင်းနေခဲ့တော့လေသူ၏အိမ်မွေးကျွက်ကလေးမှာအမှန်စင်စစ်ကျွတ်ဆုပ်ကြီးတကောင်ဖြစ်နေကြောင်းသိလိုက်ရသောအခါပို၍ပင်တုန်လှုပ်သွားတော့သည်သူသည်စိတ်ရှုပ်ထွေးမှုများဖြင့်မြို့ထဲသို့ပြေးထွက်လာခဲ့ရာကဘာကြီးတစ်ခုလုံးပျက်စီးတော်မူအကိုင်းခံစားနေရသည်ထိုရုပ်လုတဲ့အခြေအနေများကြားတွင်ကလေးငယ်တူတန်သို့အရှိန်ဖြင့်မောင်းနှင်လာသောကားတစ်စီးကိုသူမြင်လိုက်ရသည်ဘာမှမစင်စားတော့ပဲသူသည်ထိုကလေးငယ်ကိုကဲတင်လိုက်ပြီးနောက်သူကိုယ်တိုင်လည်းကောင်းမှုလုပ်နိုင်စွမ်းရှိကြောင်းသိရှိသွားလေသည်ထိုအဖြစ်အပျက်ကသူ့ကိုစိတ်ဓာတ်ခွန်အားဖြစ်စေခဲ့သည်ထို့ကြောင့်ဇွန်ဘီသည်ဦးနှောင်များကိုဆက်လက်စူးစောင်းရန်ဆုံးဖြတ်လိုက်တော့လဲယခုတစ်ချိန်တွင်မူရည်ရွယ်ချက်အသစ်ဖြင့်အခြားသူများကိုကူညီရန်ပင်ဖြစ်သည်သူသည်လူအပ်နေသူများအားမျှော်လင့်ချက်ပေးသည့်မထင်မှတ်ထားသောစူပါဟီးရိုးတဦးထည်သို့ပြောင်းလဲသွားခဲ့တော်သည်